tree with the sorrow and heartbreak that I speak of the earthquake. ဒီနေ့သမီးတို့ဝမ်းနဲ့ချွေတွဲစာနေတယ်ငလျင်အကြောင်းကိုပြောပြမှာပါရှင်။ဒီမှာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့တောက်ချာနေ့နေ့လယ်12:54မိနစ်မှာ9.9ပမာဏရှိရဲ့ပြင်းအားကောင်းတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်ရှင်။ဒီမှာနိုင်ငံရဲ့ပြင်းအားကောင်းတဲ့ငလျင်ဗဟိုချက်ကတော့စကိုင်းမြို့ရဲ့ဖြစ်ပါတယ်ရှင်။ငလျင်လှုပ်ပြီးတဲ့နောက်မှာမန္တလေးစကိုင်းအမရပူရနဲ့နေပြည်တော်ဆိုင်မြို့အဆောက်အဦတွေဆိုးဆိုးဝါးပျက်စီးခဲ့ပါတယ်ရှင်။ On 28 March 2025 Friday at 12:54 p.m. a powerful earthquake 0.7 magnitude struck in Myanmar. A powerful earthquake appeared in Myanmar was in Sakai. After an earthquake, buildings were badly damaged in Mandalay, Sakai, Naypyidaw, and Amarapura, in many other places. ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာရေတွေစားစာတွေပြည့်စည်နေပြီးအားလုံးကိုပြတ်တောက်သွားခဲ့ရပါတယ်ရှင်။လူတွေလည်းထောင်ချီပြီးတော့တည်ဆုံသွားခဲ့ရပါတယ်ရှင်။ပြည်တွင်းပြည်ပကယ်ဆယ်ရေးသမားတွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနှင်အမြန်နဲ့ဆောင်ရွက်နေကြပါတယ်ရှင်။ After earthquake, water, food, and electricity have all been cut off. Thousands of people have died. Both international and local rescue teams are working on rescue operation quickly. မောင်းနိုင်ငံရဲ့စီဒီပထိုးများဘာသာရေးအဆောက်အအုံများနဲ့ရှေးအောင်မွေးနေ့များစွာတည်ဆုံဆုံးခဲ့ရပါတယ်ရှင်။ဘာသာပေါင်းစုံရဲ့လုံသားများကိုလည်းဖျက်ဆီးခံခဲ့ရပါတယ်ရှင်။ဆက်ဆက်လိုက်တာငလျင်ကြီးရဲ့မောင်းလုံသားမှာနာကျင်ခံစားရပြီးဘယ်တော့မှမမေ့နိုင်တော့မှာမဟုတ်ပါဘူးရှင်။ The pagoda religious buildings and Asian heritage had in our country been damaged. The half of people from all religions had been broken. How trip you agree? In our heart we agree and will never forget. လင်းဘေးနဲ့တင်းတဲ့လူတွေကိုလူမျိုးပတ်တောင်ပြောကြတယ်စားကြံနေကြတဲ့ဆေးဝါးကစားကူညီလူနဲ့ပေးကြတယ်လူရှင်ပေါင်းကိုထူးကျေးဇူးတင်ကြောင်းပြောပြတယ်ကျန်တဲ့နှလုံးသားရှိကြတဲ့တိုင်းသားပေါင်းစုံရဲ့ကူညီလေးထုမှုတွေကိုမြင်ရတော့လေမေးကြတဲ့အထိဝမ်းသာမိပါတယ် To our Tibetans, well, especially grateful to the donors who generously provided food, shelter, and medicine. Seeing the commissionary support one from people of all ethnic groups moved me to tear with gratitude. အမြန်ဆုံးငလျင်ကြီးပြီးဆုံးပါစေရှင်။တိတ်ဆုံးသူတွေကောင်းရတကယ်တိလာကြပါစေရှင်။ကျန်ရည်သူမိသားစုတွေအမြန်ဆုံးတောကကင်းဝေးကြပါစေရှင်။ပြန်လည်ထူထောင်ရေးတွေအမြန်ဆုံးပြီးမြောက်ကြပါစေရှင်။ May the big earthquake be over quickly. May the source of their disaster rest in peace. May the surviving families find strength and peace. May the recovery effort be completed as soon as possible. With sorrowfully, bye.